ကိုလောကကွဲမလို့ရင်းနေဖြစ်ပြီတင်းဒီလိုရှော့ဒီလိုမျိုးလေးတွေ့လားစင်းရအောင်လက်လေးနဲ့လို့အဲဆိုမကွဲတော့လေဆက်တဲ့နေရာမှာနဲ့ပေါ့ rub and press like this. Yeah, didn't we bomb it? Try. Nah, feel. I don't have any more golly. It's like a glue. Can fix. Yeah. That's not a fool. Yeah. Chew it.စားရထင်တယ်ဒီကောင်မလေးမြန်လေးကိုဒီမှာခေါင်းလေးကိုဒီနားလေးကိုလက်ကလေးနဲ့ပဲဒီမှာခြုံလိုက်တော့ရတာခြုံလိုက်ဒီမှာလက်ကလေးနဲ့ပဲပေါ့လိုက်ပေါ့ပြီးခြုံလိုက်ဟာလားခေါင်းလေးကိုလက်ကလေးနဲ့ပဲပို့ပြီးလောက်သွားလိုက်ရတယ်ညာမီးလေးကိုထပ်ပြီးတော့ခြုံ shape with your hand finger လေးနဲ့ဒီလိုလောက်လိုက်ရအောင်လေးဖြည်းလို့သေးတယ်sculpture so 4D ဖြစ်တဲ့အတွက် you need to check around not face front side back side sideway အကောင်ဟေ့အောင်သုံးမွေးလုံးရဲ့ကောက်ဖွင့်ထားလည်းမရတာများပါsmall triangle. Triangle. Let's clean it out. Let's clean it lolly pom pom. To ai đi mà, thằng này nè nè đi, phô lo ya đấy. Xong à, phô phi đấy, xong à, phô phi này nè lâu đã được rồi nhau. To ai đây nè đi cắt. And then try your shapes. Oh, luckily never bomb for line. This way or this way. Tilola. Mamila.
ဒီလိုနော် ဟုတ်တယ် ဒီလိုမဟုတ်နော် မဟုတ် ဒီလိုOh, I'm so hungry now. ကျအဲ့လိုမျိုးအလုံးလေးပြန်လို့လောက်ရတယ် အဲ့လိုမျိုးဒီလိုပြန်ပေါ်ဒီလား ဒီ ဒါထိတ်လေဒီထိတ်လေဒီမှာလက်နေနဲ့ပဲဒီမှာလှုပ်လိုက်မယ်ဒီမှာလှုပ်လိုက်မယ်ပြီးရင်နည်းနည်းလေးအပြားလိုက်မယ်ဒီမှာပြန်တော့ခွာလို့ရပါစေနော်အဲကြရင်ကိုယ့်ဘာသာကိုဒီမှာဒီထိတ်လေးကိုနည်းနည်းလေးညှစ်လိုက် squeeze ဆိုရင်ဒါဆို triangle shape လေးဖြစ်သွားပြီနော်ပြီးရင်မလိုအပ်တဲ့နေရာလေးကိုဖြတ်လိုက် triangle shape လေးဖြစ်အောင်လက်ကလေးနဲ့ဒီလိုပုံဖော်အောက်မှာဖော်လို့ရတယ်ဒါပေမဲ့ပြန်ခွာတဲ့အခါမှာဟောဖြစ်မှာဆိုလို့ဒီလိုမျိုးလေးနဲ့ပုံဖော်လိုက်အဲ့အနေနဲ့ပဲဒီမှာထိတ်လေးကိုညှစ်လိုက်ရင် triangle လေးအချွန်လေးဖြစ်သွားတယ်